Sensei ရဲ့ old question တမ်းပဲ join ပြီးဖြေနိုင်ခဲ့ပါတယ်တဲ့ဒီထက်မကအောင်မြင်ပါစေ sensation နဲ့ N3 ကို2ချိန်3ချိန်ကြာပြီးတော့မှကျွန်တော်ရဲ့ old question zone တမ်းလေးကိုတစ်လပဲတက်ပြီးတော့မှအောင်သွားတဲ့သူတွေတော်တော်လေးများနေပြီပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကစာရှင်းပြတဲ့အခါကျရင်ဒီတိုင်းလေးပဲစာကိုအတိတ်ပဲပြောပြီးရှင်းပြတာမျိုးမဟုတ်ဘဲနဲ့ဥပမာ grammar တစ်ခုဆိုပါစို့New York တဲ့ grammar ကိုပြောမှဆိုလို့ရှိရင် New York တဲ့မှာ3မျိုးရှိတယ်ပေါ့နော်။နောက်နဲ့လိုက်ပြီးမတူကွဲပြားတဲ့ပုံစံရဲ့နောက်ကြောင့်ဖြစ်တဲ့ပုံစံရဲ့နောက်အဖြစ်လှုပ်ဆောင်တဲ့ပုံစံရဲ့စသဖြင့်ကျွန်တော်ကရှေ့ရစာတင်တဲ့ပုံစံအတိုင်း memory recall ခေါ်ပြီးတော့မှအသေးစိတ် grammar တွေတစ်ခုချင်းရှင်းပြရတယ်။ဟုတ်နော်ပြီးခန်းကြီးတွေ vocab တွေဆိုရင်လည်းအဓိပ္ပာယ်ကိုအသေးစိတ်ရှင်းပြရတယ်။ reading ဆိုလို့ရှိရင်လည်း online ထားတဲ့ပို့စာတွေကိုဘယ်လိုမျိုးမှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်ဖြည့်မလဲ။နော်စာရေးဆရာရဲ့အမြင်ကိုတွေ့လို့ရှိရင်ဘယ်လိုမျိုးဖြည့်မလဲ။စသဖြင့်အဖြေကိုပေါ့နော်အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးမှန်အောင်ဖြည့်ရမယ့်နည်းလမ်းတွေကိုအသေးစိတ်ရှင်းပြပေးတဲ့အတွက်ကြောင့်မို့လို့အရှိရနေပြီးတော့မှချိန်ကြားခဲ့တဲ့သူတွေတောင်မှကျွန်တော်တင်တက်ပြီးလို့ရှိရင်အောင်သွားတယ်ပေါ့နော်ကျွန်တော်စာတင်တဲ့ပုံစံကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် YouTube မှာတင်ထားတဲ့ကျွန်တော်စာတင်တဲ့ဗီဒီယိုလေးတွေကို comment မှာတင်ထားပေးပါမယ်ဗျလုံးဝသွားပြီးတော့စိတ်ကြိုက်လေ့လာပြီးတော့မှကျင်းတတ်တဲ့ဆိုမှလာတက်လို့ရပါတယ်ပေါ့နော်တင်တန်းဈေးကလည်းဈေးမကြီးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နဲ့တူတူစာကြိုးစားကြရအောင်ပေါ့နော်အဆောင်ဘက်အောင်တော့ကျွန်တော်ကကူညီပေးချင်ပါတယ် review တွေကိုလည်း YouTube TikTok Facebook ဘာမှမဆိုဖတ်လို့ရတဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချနဲ့အဲ့လိုရပါတယ်ဗျကျွန်တော်ရဲ့ Zoom အတန်းလေးကနောက်ထပ်10ရောက်ပဲလက်ခံတော့မှာမို့လို့မြန်မြန်အပ်ထားမှစိတ်ချရပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်